ဒီနေ့ကတော့ကျွန်တော်ခေရဲ့ notebook M1 ကိုသုံးပြီးတော့Canva ကိုပြင်တာဒီ Pro Level ဘယ်လိုသုံးလို့ရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်အစားအဆုံးလေးတရားလေးရှင်းပြပေးသွားပါမယ် Pro လေးထုတ်ပါမယ်နော် Pro လေးထုတ်ပါမယ်ဆိုတော့ကျွန်တော်ထုတ်ပြီးတော့ရှိရယ်ထုတ်ပြီးတော့ Pro လေးရောရှိရယ်ရှော့ထုတ်ခိုင်းတာဒါလေးကိုလောက်လို့ရဆိုတော့ကျွန်တော်ဒါလေးကိုလောက်လိုက်ပြီခုခဲထဲမှာပဲကျွန်တော်ဒီကို CS ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာလောက်ထားပြီးသားပါနော်ဒါလေးကိုကျွန်တော်ဒီမှာလောက်တယ်နော်ကော်ပီလုပ်တယ်ကော်ပီလုပ်လို့ကျွန်တော်မလာထားဘူးနော်ဒါလေးပေါ်လာတော့မှကျွန်တော်ဝါထားတယ်နော်โอเคကျွန်တော်ဒါလေးကိုရပါပြီ။အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဘာလုပ်မလဲ။ကျွန်တော်နောက်ပုံအမှန်တော့တော့မယ်။ဆွေးအောင်ပြုလုပ်တယ်။ဖိုင်တယ်နော်ကျွန်တော်ဒါရှိနော်။ကိုခိုင်ထရလာမယ်။ခုနကျွန်တော်ဒီတိုင်းမှာကံပါတာလုပ်ပြီးတော့ထည့်လိုက်ရပြီ။အဲဒီဆိုတော့ပေါ်လာမယ်တူရပေါ်လာရဆိုရင်လေးနဲ့လောက်ထားရရှိပေါ့နော်ဆက်လုပ်ပဲအများကြီးလုပ်လို့ရတယ်ဗျာဗီဒီယိုဆိုမှလည်း slide လေးပေါ့ slide လေးslide လေးဒီလိုမျိုး2 presentation slide လေးပေါ့နော် okay နောက်တစ်ခုပါတော့ဆိုတော့ဗီဒီယိုပေါ့ဟုတ်ချင်Okay, video ya lagi. Kan okay ကံပါတော့အားလုံးကတော့ level လေး design လုပ်ပြီးဒီချင်းတော့ပေါင်းတဲ့ရှင်းနေရတော့များတော့ဒီပါနော်ဒါမှကျွန်တော်တို့ဒီပေါ့ဗီဒီယိုလေးနဲ့ EC ဖုန်းလေးနဲ့ရိုက်ပြီးတီးပြမယ်ဘာမှဆိုရင်လို့အတွက်လည်းတော်လေးကိုသုံးဝင်တယ်လို့ပြောလို့ရပါတော့ဘာလို့အရင်ရုပ်ရှင်းပြီးလွယ်ကူရဆိုတော့လေကဲအားလုံးပဲရှင်းပြရပါမယ်